မွန်ဘီနယ်ကို73စီအဓိကဖြန့်ဝေပေးနေတဲ့ပူမာပါဝါ International Port Terminal ကိုထိန်းချုပ်စီမံနေတဲ့ရာဇာမင်းကုမ္ပဏီပိုင်ရှင်ဦးစောစောထွေးကိုစီမံခိုကိစ္စတွေနဲ့အမှုရင်ဆိုင်နေရပြီးလက်ရှိအကျယ်ချုပ်ထားပါတယ်။နော်ဒီမှာတက်စီမကြီးတက်စီဘလို့တော့တက်စီကိုဘေးလာချထားလိုက်တော့ဟုတ်ပြီနော်ဒီမှာရေးနော်ဒီမှာရေးဒီမှာရေဒီယိုမတေချာကြည့်ရေဒီယိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါမှာလည်း73ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားသတင်းအကြောင်းအရာလေးတွေကိုစူးစီးပေးထားပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါမွန်ဘီနယ်ကို73စီအဓိကဖြန့်ဝေပေးနေတဲ့ပူမာပါဝါ International Port Terminal ကိုထိန်းချုပ်စီမံနေတဲ့ရာဇာမင်းကုမ္ပဏီပိုင်ရှင်ဦးစောစောထွေးကိုစီမံခိုကိစ္စတွေနဲ့အမှုရင်ဆိုင်နေရပြီးလက်ရှိအကျယ်ချုပ်ထားပါတယ်ရာဇာမင်းကုမ္ပဏီပိုင်ရှင်ဦးညီညီထွေးနဲ့တာဝန်ရှိသူတချို့ဟာကရင်ပြည်နယ်ကို73စီမောင်းခိုရောင်းချမှုဘီလင်းရွှေတူးသမားတွေစီ73စီမောင်းခိုရောင်းချမှုပင်လယ်ပြင်မှာ73စီမောင်းခိုရောင်းချမှုတွေနဲ့အရေးယူခံထားရပြီးလက်ရှိအာမခံနဲ့လွှတ်ပေးထားပါတယ်မွန်ဘီနယ်ကို73စီဖြန့်ချီခွင့်ရှိတဲ့ပူမာပါဝါ International Port Terminal ကိုလည်းဦးစောစောထွေးကပဲတူဒီစီမံခန့်ခွဲနေတာဖြစ်ပြီးသူလက်အောက်ခံဝန်ထမ်း6ဦးလည်းစီဖြည့်ပေးတဲ့အလုပ်ကနေထွက်ထားကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်မွန်ပြည်နယ်အတွက်လိုအပ်တဲ့73စီတွေကိုအချိန်မီမဖြည့်ပေးနိုင်တာတွေဖြစ်လာနေပြီးမြန်မာ Energy King ကုမ္ပဏီကဝန်ထမ်းတွေနဲ့အစားထိုးလှုပ်ဆောင်မယ်လို့စစ်ကောင်စီဘက်ကပြောဆိုထားပါတယ်။မွန်ပြည်နယ်တကယ်စီဆိုင်ကြီးတွေကပါစီမံကိုရောင်းချနေတာဗျမှာ73စီဈေးတွေကြီးမြင့်လွန်းတာကြောင့်ဝေဖန်မှုတွေရှိခဲ့ပေမဲ့ရခိုင်ဝန်ကြီးချုပ်ညိုစောကရှယ်ယာပါတယ်လို့ဆိုတဲ့သတင်းတွေနဲ့အတူအရေးယူမခံရပေမဲ့ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်လာချိန်မှာတော့အရေးယူခံရတဲ့သဘောဖြစ်လာတဲ့ပုံပါမွန်ပြည်နယ်အတွက်73စီဖြန့်ချီရေးကိုမူတုံမြို့နယ်ကတုံးပေါ်ရွာစိတ်ကမ်းကနေတင်သွင်းဖြန့်ချီရတာဖြစ်ပြီးစီရောင်းဝယ်မှုတွေလုပ်ခွင့်အားလုံးကိုလည်းဥညီညီထွေးကသာရရှိထားတာဖြစ်လို့အဝေမသက်ဖြစ်လာကြတဲ့သဘောပါစိတ်ကမ်းကနေစီဖြည့်တာတွေမလုပ်နိုင်အောင်ရာဇာမင်းကုမ္ပဏီဝန်ထမ်း6ဦးဟာအလုပ်ထွက်လိုက်ကြတာမို့စီဖြည့်တာတွေအခက်အခဲဖြစ်သွားပေမဲ့ရာဇာမင်းပြီးရင်မြန်မာ Energy King ကလုတ်ပိုင်ခွင့်ရချင်လာတဲ့ပုံပါတက်စီဆိုင်ယေဒနာဘုံတက္ကသိုလ်ကျောင်းတန်းကတက်စီဆိုင်ကိုမေးချင်ပါတယ်ဝန်ထမ်းတွေကကလိန်ကကြီးလောက်တာလားဆိုင်ရှင်ကလောက်ခိုင်းထားလားဆိုတာသိချင်လို့ပါဆိုင်ရဲ့တစည်းကိုစီဇက်အန်ဆိုင်ရဲ့တစည်းကိုစီဘယ်နှစ်လီတာဆန့်လဲဆိုတာလေးပြောပြလို့ရမလားရှင်အခုဖြစ်ပျက်ကလေးကိုပြောပြမယ်နော်ဗုဒ္ဓဦးနေ့ကလည်းတဲဆိုင်ကအိမ်ကစီပြက်လို့ဆိုရက်ွက်ထဲကတပူး1000နဲ့ပေးထည့်ပြီးတော့မှအဲ့ကိုစီသွားထဲတာသွားထဲတော့နောက်ထပ်ထပ်ထည့်ရတာဘယ်နှလီတာရလဲတော့မသိ4လီတာတတ်မှတ်တယ်ဗုဒ္ဓုံကြီးကစထုတ်တာတတ်မှတ်လိုက်တော့နောက်ထပ်13000မိုးပဲစန့်တယ်တဲ့အဲ့13000ကိုလည်းလက်ခံပေးလို့ရသေးတယ်ဒီနေ့ကြာတာဗဒိနေ့ကြာတော့နောက်ထပ်4လီတာတဲထုတ်ခွင့်ရှိသေးလို့တဲစီကုံလို့ရက်ွက်ထဲကထုံးစံတိုင်းပဲတပူးထည့်ပြီးတော့သွားထည့်ပါတယ်သွားထည့်တယ်ပေါ့နော်အဲ့တပူးလေးကိုတော့တဲကနောက်ထပ်ဆိုင်ကတစည်းပါတာဖြစ်တဲ့အတွက်ထုတ်လိုက်တယ်သူတို့ဆိုင်ကမလမကမှထုတ်လိုက်တယ်အဲ့တော့ဘယ်လိုနို့စီပါလို့ဒီတပူးနီးပါထုတ်လိုက်တယ်တလီတာနီးပါထည့်လိုက်တဲ့ဥစ္စာကဒီဘယ်လိုအကုန်ချစ်ထုတ်လို့မရတဲ့အတွက်ကြောင့်မလို့ဘူးဝက်ပဲပြန်ရတယ်အဲ့တော့အဲ့ဆိုင်ငယ်ထဲမှာဘူးဝက်ကြံတယ်ပေါ့အဲ့ဘူးဝက်ကြံတဲ့ဆိုင်ငယ်နဲ့သူ့စီကိုစီသွားတန်းတယ်အားလုံး2000နဲ့4000မို့စန့်တယ်တဲ့2400မို့ဆိုရင်ဘယ်နှလီတာလဲလို့မေးတော့သူတို့မဖြေနိုင်ဘူးဇိုတင်းကြီးတွေမိမ့်မဲ့မြမ်းမဲ့ဖြစ်တော့နောက်မှလည်းမတန်းစီနေတာပဲဆိုင်ငယ်တွေကတချံရက်ဆိုတော့လေလူကလည်းကြစ်ကြစ်တူဆိုတော့မမေးခဲ့ရဘူးကောင်းကောင်းလည်းစကားမများခဲ့ရဘူးပြကလေးတွေလည်းပါနေတာဆိုတော့လေကလေးတွေရှေ့မှာစကားလည်းများမပြချင်ဘူးအဲ့တော့ဆိုင်ငယ်စီစမ်းတစည်းကိုဘယ်နှလီတာစမ်းလို့2400ကျတာလဲတလီတာကိုဘလောက်ရောင်းတာလဲဆိုတာလေးကိုမေးချင်ပါတယ်နိုင်ငံတော်ကရှင်ဆိုင်ငယ်တစည်းကို8လီတာသတ်မှတ်ပေမဲ့ဘေးဆိုင်ငယ်မှနော်2ရက်ထုတ်တာကို8လီတာမပြည့်ပါဘူးနော်တစ်ခါထုတ်4လီတာလို့သတ်မှတ်ရင်တော့တစ်ခါထုတ်4လီတာလုံးဝမပြည့်ပါဘူးရှင်အဲ့မပြည့်တဲ့ဥစ္စာကိုလည်းလက်ခံပါထားပါတယ်ဒါနိုင်ငံတော်သတ်မှတ်ပေးတဲ့ဥစ္စာကိုကျမတို့လက်ခံပေးလို့ရပါတယ်တဲတို့လက်ခံပေးလို့ရပါတယ်လိုက်နာပါတယ်စီကန်းကိုလည်းဒါပေမဲ့ဈေးပိုတင်ပြီးရောင်းနေတာတို့လီတာတွေခိုးတာတို့ဒါလေးကိုတော့ပြောပေးကြပါလို့တောင်းပန်ပါတယ်နော်
ဒါတဲတယောက်ချက်အနစ်နာခံပြီးပြောပေးတာအားလုံးအတွက်ပါပါတယ်နော်အားလုံးလည်းတဲလို့ပဲခံစားရလိမ့်မယ်ဆိုတာကိုတော့တဲသိပါတယ်တဲတော်မှလှုပ်သေးတယ်ဆိုရင်တခြားလူကိုလည်းမလှုပ်ဘူးလို့မပြောနိုင်ဘူးပြောတဲ့လူလည်းရှိကြမှာပေါ့နော်အဲ့တော့2400ကိုစံရလာအောင်စီစံရမှာအပေါက်2ပေါက်မပါပါဘူးရှင်တစ်ပေါက်သေးပါရှင် အဲ့ဒီမှာကျမရင်ဖောက်ခံလိုက်ရပါတယ်လို့တကြံအတက်နေရမကြည့်ကြပါအောင်မ ဒါကတော့တကြံလိန်နဲ့အိမ်ဖောက်ခံတယ်လို့သိရပါတယ် အကုန်လုံးအကုန်ဒီမှာအကုန်ကိုယူသွားကြတာအကုန်ဝင်လာပါတယ်ကျွန်တော်ဒီမှာအတွင်းမြင့်စည်းထဲတဲ့လောနဲ့တော့အကုန်လုံးပြုတ်သွားတယ်ဘယ်စလို့လော်ရောအတွင်းမြင့်စည်းအကုန်ပါသွားတယ်ကြည့်ကြပါဦးအကုန်ငွေသွားတာပါဗျ တိန်လုံးမှွေသွားတာဗျာ ဒီမှာလေးဒီကောင်ကျွန်တော်တို့စမ်းလိုက်ကြည့်တယ်ဒီနှစ်ခုချလိုက်တယ် အဲ့ဒီမှာအိမ်ထဲတဲ့ပုံးနေမှန်သမျှအကုန်လုံးဒီမှာ ကျွန်တော်တော့ဆုံးကပ်ပြီးပြန်လာတော့ဒီကောင်ပွင့်တယ်ကိုနောက်ဘက်တကပွင့်တယ်ဘယ်လိုဖြစ်တာလဲဒီအရက်ပွားတယ် ခိုးကြိုက်တွေ့သွားတာပေါ့ဗျာ ရန်ကုန်တိုက်ခန်းနေမှာနေတဲ့သူတွေအထူးသတိပြုပါကျွမ်းကျင်တဲ့တခိုးတွေကအရန်ကိုတောင်းညံ့နေပါတယ်ဖောက်ထွင်းမှုလုပ်တဲ့တခိုးတွေပေါ့နော်အဲဒီအိမ်တွေမှာလိုက်ပြီးတော့အိမ်မှာလူရှိနေတာတောင်မှအတင်ရဲပြီးတော့ဖောက်ထွင်းနေတဲ့တခိုးတွေတော်တော်တောင်းညံ့နေပါတယ်အမတို့လက်တွေ့ခံလိုက်ရတာပါအခုအမမောင်ကရန်ကုန်မှာနေတာသူကမင်္ဂလာတောင်ညုံတလန်းမှာပေါ့နော်သူလေးလွာမှာနေတာနော်အဲ့ဒီလေးလွာကိုည2နာရီခွဲမှာဘလို့ဖောက်ထွင်းမှုလုပ်သွားလဲဆိုရင်အိမ်နေတာမိသားစုလိုက်အိမ်ထဲမှာရှိတယ်နောက်ဖေးမီးဖို့ချောင်းနော်နောက်ဖေးမီးဖို့ချောင်းကိုသူတို့မီးတက်လေကနောက်ဖေးလမ်းကြားကနေပြီးတော့မီးတက်လေကနေတက်တယ်မီးဖို့ချောင်းကိုဝင်တဲ့အချိန်မှာနောက်ဖေးဝရဏနာရှိတယ်အဲ့တော့နောက်ဖေးဝရဏနာမှာခတ်ထားတဲ့တော့တန်ပန်းတော့ကိုသူတို့ဖြုတ်တယ်ဝင်တယ်ပြီးတော့အိမ်ထဲကနောက်တစ်ဆင့်ခတ်ထားတယ်ထားတဲ့တကားကိုဖြတ်ပြီးတော့အိမ်ထဲကိုဝင်တယ်တခါလဲဓာတ်တိုက်ဝင်ချလာလိုက်ပြီးတော့မှအိမ်ထဲမှာအားသွင်းထားတဲ့ဖုန်းတွေ iPhone 3လုံးပါသွားပါတယ်အခြားပတ်စံနဲ့အခြားပစ္စည်းအတူထွားတွေပေါ့နော်အားသွင်းကြိုးတို့ဘာတို့ညာတို့ power bank အဲ့ဒါလေးလည်းပါသွားတယ်ရှင်เนาะအဲ့တော့အထူးသတိထားဖို့ပြောချင်တာအခုအမတို့တကယ်လက်တွေ့ခံလိုက်ရတော့မှနော်ဘာပဲဖြစ်ဖြစ်ကိုတွေတိတာပေါ့နော်ဒါသူတခုဆိုသူများတွေပြောတယ်ဒါပေမဲ့ကိုကမကြုံရတော့ကိုကြုံတော့ကိုကြောက်လို့ပြောပြတာဒါမျှဝေပေးတာအခုအမဆိုည2နာရီခွဲကသူကိစ္စလည်းဖြစ်ကောသူကလည်းကားလုပ်ငန်းလုပ်တဲ့လူဆိုတော့တကယ်အချက်လက်တွေကဖုန်းထဲမှာပါသွားတယ်အမလည်းပြုတွေတောင်းနေဖျားရှင်ခိုးပြီးတော့လုပ်တယ်ဒါပေမဲ့ပြန်ရရင်တော့ကုတုကံပေါ့ဒါပေမဲ့အမတို့အခုဘလို့အချင်းတွေဖြစ်သွားတာလဲဆိုတော့ဒါမျှဝေတာပေါ့နော်အခုအဲ့လိုဝင်လာတဲ့အချိန်မှာခုနတကူကအိမ်ထဲထိဝင်လာတော့အဲ့အားပုံမှန်ဆိုရင်အမမောင်ကသူကသူအားသွင်းကြိုးတွေပါနေသူအဲ့လိုတန်လဲသူ့ဖုန်းကို iPhone ကိုထားပြီးတော့သူမအိပ်ဘူးဒါပေမဲ့အဲ့ဒီကမီးရလည်းပြတ်တော့သူခဏလေးမီးပြန်လာတဲ့အချိန်မှာအားလေးခဏသွင်းပြီးတော့မှသူမိကနေရှေ့ရဆက်တီပေါ်မှာအိပ်နေတာအမရောင်းမနဲ့အမတူလေးတွေတူမလေးတွေကကျတော့ကရင်ပေါ်မှာအိပ်နေတော့အဲ့ဒီမှာ तू ကအဲ့ကောင်ကတခိုးကတယောက်တည်းဝင်ချလိုက်ပိန်ပိန်ညောင်လေးတယ်နော်တက်လေးတယ်နော်အဲ့တော့ဝင်လာလိုက်ပြီးတော့မှ तू အဲ့ဖုန်း3လုံးကိုယူပြီးတော့အဲ့လိုနောက်ဖေးတဲ့ကိုသွားတဲ့ချိန်မှာအမရောင်းမသူ့ကိုတွေ့ရောဟဲဒီကောင်ကပေါ့ဘယ်ကကောင်လဲပေါ့ဝင်လာတာပေါ့နော်ငါသားကလည်းပစိုးမဝစ်ပါဘူးပေါ့ငါယောက်ျားလည်းပစိုးမဝစ်ဟဲဘယ်ကကောင်လဲအဲ့မှာ तू တခိုးမှကြည့်တော့အော်ဒီကောင်ကလက်ပြီးတော့ဒီကောင်ကလည်းသူတို့ပြန်ကြည့်လက်ပြီးတော့ဒီကောင်နောက်ဖေးကိုတချိုးလဲပြေးပြီးအဲ့နောက်ဖေးလေကနေအဲ့လေးလွာနေဒီကောင်ဘလို့အောက်ကိုဆင်းသွားလဲမသိဘူးအဲ့မှာသူကလည်းသူ့ယောက်ျားကိုအမမောင်ကိုအမရောင်းမအော်ခေါ်တော့ဟိုတယောက်ကလည်းကုန်းထားတဲ့အချိန်ဟိုကောင်ကမရှိတော့အဲ့တော့ဘာမှလုပ်လို့မရတော့အဲ့တော့ရက်ွက်တဲ့ကိုအော်ပြီးတော့အကူကြီးတောင်းတယ်ဒါပေမဲ့အားလုံးကလည်းဒီချိန်မှာအိမ်မောကြနေတော့ဘယ်သူမှအကူကြီးမပေးနိုင်အဲ့တော့ပြောချင်တာကအားလုံးကယူဆိုင်ပါခရီးသွားမှကိုယ့်အိမ်ကိုဒါကယူဆိုင်ဖို့မဟုတ်ဘူးเนาะအိမ်ထဲမှာရှိနေလေအများကြီးကိုယူဆိုင်ဖို့လိုပါတယ်เนาะတကယ်ကိုလက်တွေ့ပါအားလုံးကယူဆိုင်ကြပါတကယ်ကိုเนาะဝါရင်တခိုးတွေเนาะဝါရင်တခိုးတွေဖောက်ထွင်းမှုလုပ်နေတဲ့တခိုးတွေပါအဲ့တိုက်မှာလည်းနောက်တိန်ညာဖောက်ကြเนาะဒီမှာဓာတ်စီမဒီဓာတ်စီဘလို့တော့ဓာတ်စီကိုဘေးလာချထားလိုက်တော့ဟုတ်ပြီเนาะဒီမှာရေเนาะရေဒီမှာရေဒီယိုမတေချာကြည့်ရေဒီယိုအဲ့ရေဒီယိုလေးကိုဒီရဲဒီလိုလေးနှစ်လိုက်ဒီမှာဒီရဲနှစ်ထားလိုက်ဟုတ်ပါမလားရေဒီယိုကြီးနဲ့နော်ရေဒီယိုလေးမှာရှိတဲ့အတန်လိုင်းတွေရေဒီယိုဓာတ်တွေအကုန်လုံးရေထဲကိုနှစ်ထားဟုတ်ပြီနော်ရေထဲကိုနှစ်ထားမှမြုပ်သွားကြည့်အမကြီးရေထဲမှာမြုပ်သွားပြီအဲ့ကြလို့ရှိရင်ခဏလောက်နေ3မိနစ်လောက်နေလို့ရင်3မိနစ်လောက်စောင့်ပြီးသွားလို့ရင်ရေဒီယိုလေးကိုပြန်ပြီးတော့ဆယ်လိုက်မှာရေဒီယိုဆယ်လိုက်ပြီနော်ဒီကြည့်မှာရေဒီယိုဒီမှာရေဆယ်လိုက်ပြီးသွားရင်
ချင်းတဲ့တာမဟုတ်တော့ဘောပြောပြတာမရေဒီယိုကအတန်လိုင်းပြက်ပြီးတော့အတန်မကြားတော့ဘူးမရေဒီယိုအဲ့ဒါဆိုရင်ဘာမှသုံးမရတော့လွတ်ပလိုက်တော့ဟုတ်ပြီနော်ရေဒီယိုလွတ်ပလိုက်ပြီအဲ့တော့ဒီမှာရေပဲကြံတော့ဒီရလည်းဘာမှလုပ်လို့မရဘူးအဲ့တော့ဆိုင်ငယ်တာရေဆေးချလိုက်ဒီမှာဆိုင်ငယ်ကိုရေဆေးလိုက် နောက်ဟမ် ဆိုင်ငယ်ကိုရေတကူလုံးပြီးအောင်ဆေးဆေးပြီးရင်ဓာတ်စီမထဲတဲ့တော့အိမ်မှာပဲထိုးထားလိုက်တော့နော်ဒါပါပဲအားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါတည်င်းနဲ့လူဆွေးပတ်တဲ့အကြောင်းအရာလေးတွေကိုနေ့တစ်ပုံမှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like ဆက်ကွန်နှိမ့်ထားနေပါတယ်ဒီဘုန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်လေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးခင်ဗျာ